ဒီနေ့ကစားတော့ငါပေးပြီးလေးကိုကြည့်စစ်တော့ဝယ်ရမှာနော်တောက်ဝယ်လိုက်မယ်တောက်ဝယ်လိုက်အောင်မယ်ခလေးနဲ့တွဲမလားနေလေအိမ်မှာဆော့ပြီးခလေးလေးကြည့်အောင်သူကအိမ်ငယ်ဆိုတော့ငါလည်းတော်လာမယ်ဒါလည်းလုံးလိုက်ပေါ့နော်စေခန်းကတော့ဒီအိမ်လေးပေါ့နော်ဘာလာအောင်မယ်ရောက်ပြီးရင်တော့သူလဲလာတတ်မယ်ပေါ့နော်ဟယ်လိုအားလုံးမင်္ဂလာပါမဲအိုမင်္ဂလာပါကလေးဆိုတော့မင်္ဂလာပါဒီနေ့ရလေဒီကျမသမီးကိုပြည့်စည်လို့ရအောင်ဂျူးလို့ရပါတယ်ငါဘာယူရကောင်းမလဲဖြစ်တဲ့အောက်တဲ့ဆိုတော့ဝလာအောင်မယ်ဆိုတော့ဒီဟာလေးရယ်စတော်ဘယ်ရီရယ်ဘာယူရကောင်းမလဲဒီလိုက်စေကောင်းမလားစပြတ်တွေကိုလည်းဝယ်အောင်ရမယ်အော်ဒီမှာရှိတဲ့နုံဘူးလေးရယ်ပီတာလေးရယ်အပြာနဲ့ခဲရယ်လေးပေါ့နော်ပန်းရနဲ့ပေါ့နော်ဒါလည်းဝယ်လာအောင်โอเคပီတာပါပြီဆိုတော့ဆင်းလာအောင်23,600ကိုပါတယ်ခင်ဗျာတိုက်ပြန်သောအခါဒီကလေးမလေးရဲ့ပြန်ထပ်လိုက်အောင်မလားခုနားပါလေအန်ဒီဒီချင်းလေးကိုပြန်ထပ်လိုက်မယ်တော့ပဲအဲ့လိုက်မယ်ဒီစီလေးလည်းမယ်ဒီကတိတမထပ်လိုက်အောင်မယ်ရင်တော့ဒီနုံဘူးပါတော့ဘယ်မှာထားရမလဲအောက်မှာပဲထားလိုက်မယ်ပေါ့နော်ဆိုတော့ဒီကထားကြမှာထားတယ်ပြုတ်ပြီးဒါလေးအပေါ်မှာထိုင်ကမလားဒီမှာထားလိုက်မယ်ဒါလေးကတော့သူ့ရဲ့စီတော့ရဲ့ပေါ့နော်အပေါ်မှာလည်းထားရအောင်လားစပ်ပြဒါလေးလည်းစပ်ပြဒါလေးလည်းနှုတ်ဘူးပဲဒါလေးကကျတော့နှုတ်ဘူးဆိုတော့နှုတ်ဘူးဆိုတော့ဘယ်မှာထားရမှာဒီဘက်မှာလည်းထားလိုက်အောင်မရှင်ဒီဒါလေးတွေကဒီအပြာလေးကကျတော့အောက်မှာထားလိုက်မယ်ပေါ့နော်အောက်မှာဆိုရင်အဲ့ဒါထားလိုက်မယ်ပေါ့နော်ဆိုတော့အပေါ်မှာတွားလိုက်အောင်မယ်ဒီမှာဘာအပေါ်ကရပါပြီဆိုတော့စပ်ပြတွေထားလိုက်အောင်မယ်စီတာပေါ်အပေါ်ထားလိုက်မယ်ရှိတယ်ဟုတ်တယ်နော်ဆိုတော့မပေါ်မှာထားလိုက်မယ်ဒါလည်းကျမရဲ့တော့မဲ့ပစ္စည်းယူပေါ့နော်ဘယ်မှာထားရကောင်းမလဲဒီဘက်မှာပဲထားလိုက်မယ်ပေါ့နော်ဒါထားလို့မရဘူးအစိုးရကြည့်ပဲမယ်ထားမယ်ဒီရတခုကတော့ဒီဘက်မှာပဲထားလိုက်မယ်ဒီမှာတစ်ခုရယ်ဒီမှာတစ်ခုကျတော့ပိုင်ရယ်လေပေါ့နော်ဟိုဘက်အိမ်မဲနေရလေးကကျတော့ခင်းရလဲထားလိုက်မယ်ပေါ့နော်ခင်းရလေးကကျတော့ဒီဘက်မှာပေါ့နော်ဒီဘက်မှာဒီကလေးတွေကိုလည်းတားရလိုက်အောင်သမီးထားတော့လေအဲ့ရဝင်တော့လေအဲ့ရှင်ဟာအမေရဲ့သမီးတဲ့အဲ့လိုက်မယ်ပေါ့နော်ဒီအမေကလည်းအဲ့လိုလည်းဘောအတဲ့ကိုပြအဲ့လိုရပါလားဒီလာအောင်မယ်
အဲ့ရဝယ်လဲပဲလို့โอเคပြအဲ့လာမယ်အခုလည်းပြလဲလာအောင်မယ်မီမီရှင့်သမီးအခုလေးပြလဲလာအောင်မယ်ဘောနော်ရတယ်လေးပြဦးလဲလေဟုတ်ကဲ့မီမီဒီကလည်းပါခုစစ်တူရမလဲဆိုတော့ဒါရရတော့စပါတယ်ဒီမှာပဲဒီပေးမှာရှိရမှာရှိဘူးပြန်မလို့ဆက်အမေမတောင်းလိုက်မယ်မေမေဘာလဲသမီးရလေအဲ့ရဝင်ဥဆုံးမရှိပါဘူးဟဟလာမေတောင်းဝဲလိုက်အောင်မယ်ဘောနော်ဟာမေခဏဆောက်လိုက်ပါမအငန်းနော်ဟုတ်ကဲ့မေသမီးပဲမပြန်လာပြီမသမီးရဲ့ဒီမှာနေဘူးစဝါအမေလာလိုက်တာအမေရဲ့ဟုတ်တာဗောသမီးရဲ့ရောက်ပြုတ်လဲလာနော်အမေမအားသေးဘူးဟာမေမေโอเคတော့ဘူးလိုက်မေဘောနော်ခဏစားပါအောင်ရှင်ဦးလေးဝီစရာနဲ့ထည့်ဘူးလိုက်မယ်ဒီအရှိကိုပြထားလိုက်မယ်အေးလို့ပါအောက်ထပ်လည်းမရှိပါဘူးဆိုတော့ဒီကလေးကိုလောက်လိုက်မယ်ပေါ့နော်ဒီကလေးဖြုတ်လိုက်မယ်ဒါလည်းဝတ်လိုက်မယ်အေးလို့ပါဆိုတော့မေစီမှာအောက်ထောက်လည်းတောင်းလိုက်မယ်မေရှစ်မေကလည်းမေစီမှာအောက်ထောက်ရှိတယ်လည်းတမီးပဲခဏယူလို့ရမှာအေးပါလို့ရပါတယ်တမီးရဲ့ယူမေလည်းတွားပြီးဆိုတော့တမီးလည်းယူရမယ်ကျော်အောက်ထောက်လည်းယူလိုက်မယ်ချစ်စရာလေးပြအဲ့လိုက်မယ်အေးလို့ဆိုတော့ပြအဲ့လိုက်မယ်ဖဏလေးကိုချိုးလိုက်ပဲအဲ့လိုမယ်တမီးအဲ့တော့မှချင်းအောက်မှာခလေးရှိတော့တော်ရမယ်အေးပတ်မလို့တမီးလေးအငါပဲဆိုတော့ပြေလာမယ်နော်တချို့နေလို့ပါနုပတော့လာအောင်နုပတော့တော့ကွယ်သူကပဲကလေးကိုတော့ဒါလည်းမယ်โอเคတူချစ်လို့ပါโอเคပြသွားလာမယ်ဘယ်တော့အပလက်ကွာနန်းလိုက်တာကြည့်လိုက်အောင်မယ်သူအပတာခဏဆက်ပါလဲလာအောင်မယ်ဒီမှာကလှုပ်ပြီးသွားပြီးငိုနေတော့ဘလုံးတစ်ငိုနေတာလည်းမသိဘူးကွယ်ငါလည်းရေချိုးတော့ဘူးငါလည်းရေမချိုးတော့ဘူးကွယ်အေးပါမလို့ကွာသမီးကအိပ်ပြီးပေါ့ဘေဘီလေးပြထားလိုက်မယ်မိမိလေးအိပ်တော့မယ်ညနေတောင်လည်းမိပြီမရေရှိလို့ဒါလည်းလိုက်မယ်သွားလေးပြီးသွားပါပြီရှင်မေအဝူလဲလာအမေဖနက်လေးကိုချိုးလိုက်မယ်ပေါ့နော်နာချိုးပြတာပါပြီရှင်ဖနက်လဲလာအမေဒါလေးဖနက်လဲလူလာမယ်အေးပတ်လို့ပလန်မယ်အေးဖြစ်မလို့တဲ့ဒါလေးဝလာမယ်ပေါ့နော်ဒီဒါလေးဖြောက်လာမယ်
လှုပ်ပြီးတော့ပြီးရှိတော့ပြထားလိုက်မယ်သူ့နေရာမှာစီတာပြထားလိုက်မယ်အောက်ထပ်လည်းကွက်လိုက်မယ်ပေါ့နော်အောက်ထပ်ရပြီးရင်တော့ကောင်းစီကိုရပေါ့နော်အဲ့ရပေါ့နော်အဲ့ကစားဒီမှာထားရမှာပေါ့နော်အဲ့ကတော့ဒီဘေးမှာပေါ့နော်ဆိုတော့အဲ့လိုက်တော့မယ်အလဘတတာ